လူသားတစ်ယောက်ရဲ့တန်ဖိုးဟာဘာလဲအဲ့ဒါဟာသူဖြတ်တန်းခဲ့တဲ့အမှတ်တရတွေပါပဲငယ်ငယ်ကအမေချော့သိပ်ခဲ့တဲ့တခြင်းတန်းချစ်သူနဲ့ပထမဆုံးဆုံခဲ့တဲ့ညနေခင်းပြီးတော့ကိုရိုင်းတော်ပြင်မမရှင်နဲ့နာကျင်စရာတရားတွေဒါပေမဲ့အဲ့ဒီမညံတွေကိုဈေးကွက်တွေထဲမှာရောင်းလို့ရနေပြီဆိုရင်ရော2080ပြည့်နှစ်ရဲ့ကဘာကြီးမှာမညံဆိုတာက USB stick တစ်ခုလိုပဲကူးယူလို့ရတယ်ဖြတ်ပြစ်လို့ရတယ်အစားထိုးလို့ရတယ်ဒီနေ့ပြောပြချင်တာကတော့မညံတွေရဲ့ကြားမှာလမ်းပြောင်းနေတဲ့လူငယ်တယောက်ရဲ့အကြောင်းပဲဖြစ်ပါတယ်အခန်းကြီးလေးတစ်ခုထဲမှာမီးရောင်တွေကတဖြစ်ဖြစ်နဲ့လင်းနေတယ်အခန်းလေကကလတ်ထိုင်ပေါ်မှာတုဒ္ဒဆိုတဲ့လူငယ်လေးတယောက်ကထိုင်နေတယ်သူ့ရဲ့လက်ထဲမှာတော့ကျိုးတွေအများကြီးနဲ့ချိတ်ဆက်ထားတဲ့စက်ပစ္စည်းတစ်ခုရှိနေတယ်သူ့ရဲ့အရှိမရက်နေတာကတော့ဒေါက်တာအာကာမညံသူတေသနာလောကမှာထိပ်တန်းပညာရှင်တယောက်ဖြစ်တယ်တုဒ္ဒမင်းမျက်လုံးတွေကိုခဏမိတ်ထားလိုက်ပါအခုငါတို့မင်းရဲ့အုံနောက်ရဲ့လုံခဲ့တဲ့တစ်ဖက်ကပျောက်ဆုံးသွားတဲ့မှတ်ညံကိုပြန်ရှာမယ်အေးစစ်စစ်သက်ရှူနော်ဒေါက်တာရဲ့အတန်ကအေးစစ်စစ်နဲ့ယုံကြည်မှုအပြည့်ရှိနေတယ်တုဒ္ဒမျက်လုံးမိတ်လိုက်တဲ့အချိန်မှာပဲမြေကွင်းတွေကဝေဝါးလာတယ်ရုတ်တရက်ဆိုသလိုမြေကွင်းကပြောင်းလဲသွားတယ်မိုးတွေတဲတဲမဲမဲရွာနေတဲ့ကားပါကင်တစ်ခုကိုတွေ့လိုက်ရတယ်အမောင်ထဲမှာတနက်တက်တစ်ချက်ထွက်ပေါ်လာတယ်ပြီးတော့လူတစ်ယောက်လဲကျသွားတဲ့အတန်ဆရာကျွန်တော်မြင်နေရပြီဒါပေမဲ့ဒါကျွန်တော်မညံမဟုတ်ဘူးကျွန်တော်တခါမှဒီနေရာမရောက်ဘူးဗျတုဒ္ဒရဲ့အတန်တွေကတုံရင်နေတယ်တုဒ္ဒမြင်လိုက်ရတဲ့မြေကွင်းကပိုပြီးပြတ်သားလာတဲ့တဖြည်းဖြည်းနဲ့တနက်ကိုကင်ထားတဲ့လက်တစ်စုံအဲ့ဒီလက်မှာထူးခြားတဲ့တက်တူတစ်ခုရှိနေတယ်ပြီးတော့လဲကျနေတဲ့သူရဲ့မျက်နှာကိုမြင်လိုက်ရတဲ့အခါတုဒ္ဒအသက်ရှူရမတက်ဖြစ်သွားခဲ့တယ်အဲ့ဒီလဲကျနေတဲ့သူကတုဒ္ဒရဲ့ချစ်သူမေးဖြစ်နေလို့ပါပဲမေးမဟုတ်ဘူးတုဒ္ဒကကလတ်ထိုင်ပေါ်မှာရုန်းကန်ရင်သူ့ချစ်သူအမီကိုအော်ခေါ်နေတယ်ဒေါက်တာအာကာကတော့တင်းကျင်နေစေပဲတုဒ္ဒစိတ်အေးထားဒါကတခြားသူရဲ့မညံမေးစီမရောက်နေရလဲဖြစ်နိုင်တယ်ဒါမှမဟုတ်လို့ရှိရင်လဲမိကိုယ်တိုင်ပဲထားအောင်လုပ်ခဲ့ရလားသူကရဲ့ခေါင်းထဲမှာပောက်ကွဲတက်မတက်ခံစားနေရတယ်သူကလူသက်သမားလားဒါမှမဟုတ်လို့ရှိရင်သူ့ရဲ့မှတ်ဉာဏ်ကိုတစုံတစ်ယောက်ကပြောင်းလဲလိုက်တာလားသူမေ့နေတဲ့တပတ်တွင်းမှာဘာတွေဖြစ်ခဲ့ရလဲသူ့အုံနောက်ထဲမှာပုံရိပ်တရားရောထွေးနေခဲ့တယ်။မေနဲ့အတူရှိခဲ့တဲ့ပျော်စရာအချိန်တွေရဲ့ဆွနကမြင်လိုက်ရတဲ့တွေးပြစရာမြေခွေးရဲ့အဲ့ဒီအချိန်မှာပဲတုဒ္ဒမှတ်ညံတစ်ခုရဲ့ထောက်ဆောင်မှာတစ်ခုခုကိုတတိပြုလိုက်တယ်။တနက်ကင်ထားတဲ့သူရဲ့လက်ကဝက်မှာပတ်ထားတဲ့နိုင်။အဲ့ဒီနိုင်ကအခုသူ့ရှိမှရှိနေတဲ့ဒေါက်တာအာကာရဲ့နိုင်နဲ့တူတူပဲ။တုဒ္ဒမျက်လုံးကိုဝုန်းကနေဖွင့်လိုက်တယ်။သူ့ရှိရဒေါက်တာကိုကြည့်လိုက်တဲ့အခါဒေါက်တာရဲ့မျက်နှာမှာအရင်လိုကျင်နာမှုတွေမရှိတော့ဘူး။မဲသိသွားပြီပေါ့တုဒ္ဒဒေါက်တာကတိုးလေးပြောလိုက်တယ်။မန်ဒီယာကတော့ဒေါက်တာအာကာဟာသူ့ရဲ့မှားယွင်းတဲ့လူသတ်မှုကိုဖုံးကွယ်ဖို့အတွက်တုဒ္ဒရဲ့မှတ်ဉာဏ်တွေကိုခိုးယူပြီးသူ့ရဲ့အဖြစ်တွေကိုတုဒ္ဒစီလွှဲပြောင်းနေရပါ။တုဒ္ဒဟာစားသက်ခဲသားကောင်တသက်ပဲပေါ့။ဒါမှစိတ်မပူပါနဲ့အခုဒီဆက်ကိုနှိပ်လိုက်ရင်မင်းဓာရီကိုရောငါ့ကိုရောမင်းရဲ့အမိကိုရောအားလုံးမိသွားလိမ့်မယ်။မင်းရဲ့အနာဂတ်မှာလူသက်သမားတယောက်အနေနဲ့ပဲမင်းနိုးထလာလိမ့်မယ်။ဒေါက်တာရဲ့လက်ကခလုတ်တစ်ခုပေါ်ရောက်သွားတဲ့အချိန်မှာတုဒ္ဒဟာနောက်ဆုံးလက်ချက်ခွာနဲ့ဒေါက်တာကိုတိုးထုတ်ပြီးအခန်းပြေကိုပြေးထွက်ခဲ့တယ်။နောက်ကလိုက်လာတဲ့ခြေတံတွေစူညံတံတွေတုဒ္ဒရဲ့ခေါင်းထဲမှာတော့မိကုန်းတစ်ခုပဲရှိပါတော့တယ်။ငါဘာလို့လဲငါရဲ့မိတ်ညံတွေကတော့အစ်စ်အမှန်ဖြစ်ရလား။အမတ်တရားဆိုတာကတန်ဖိုးဖြတ်လို့မရတဲ့အရာပါ။ဒါပေမဲ့အဲ့ဒီအရာကိုစက်ဖြစ်စီတွေနဲ့ထိန်းချုပ်လို့ရတဲ့တနေ့မှာကျွန်တော်တို့ဟာကိုရောပြန်ပြီးယုံကြည်နိုင်ပါအောင်လား။နောက်ဆုံးပတ်တဲ့ဇလန်လေးကတော့ဒီမှာပဲပြီးဆုံးပါပြီ။ဒါပေမဲ့တုဒ္ဒရဲ့ခရီးကတော့ခုမှစတင်တော့မှာပါ။